အားလုံးပဲမင်္ဂလာပါချစ်တို့ရေဖော်မူလာတွေပြောပြမယ်နော်အဲ့လိုမနက်ကရှစ်ကိုမကြိုက်လိုက်တဲ့အမှု3-5ဝန်းချင်းကိုင်းလိုက်တဲ့အမှုအဲ့တော့ဖော်မူလာထုံးစံအတိုင်းမင်းညလည်းရွတ်ပြခဲ့တယ်9နောက်ပိတ်ထွက်ရင်3လိုက်မယ်3နောက်ပိတ်ထွက်ရင်9လိုက်မယ်1နောက်ပိတ်ထွက်ရင်10လိုက်မယ်10နောက်ပိတ်ထွက်ရင်1လိုက်မယ်အဲ့ဒီအတိုင်းပဲကွာမနက်ရှစ်မကြိုက်လိုက်တဲ့အမှု4ခွန်ဝန်းချင်းလည်းတီး3-5ဝန်းချင်းသွားမဲလိုက်တာဗျာ sorry အဲ့တော့နောက်ထပ်ဖော်မူလာပြောပြမယ် break to break မနေ့ပိုင်းခွန်ရှစ်ညနေပိုင်း4 break to break ထွက်လို့ရှိရင်3ရက်အတွင်းမှာ9ပိုင်သို့မဟုတ်အပူလူတိုင်းသိပါနော်အဲ့တော့ break to break ထွက်လို့ရှိရင်3ရက်အတွင်းမှာ9ပိုင်သို့မဟုတ်အပူ4တက်အထွက်2-3ခွန်ရှစ်ခွေ4တက်အထွက်2-3ခွန်ရှစ်ခွေအပူပါထဲရတယ်သူ့ရဲ့ formula လေးကိုပြောပြအဲ့ဒါ formula break to break ထွက်ရင်3ရက်အတွင်း9ပိုင်သို့မဟုတ်အပူ4တက်အထွက်2-3ခွန်ရှစ်ခွေအပူပါကဏ္ဍ10လုံးရှိရင်ပြန်ကြတတိထားကဏ္ဍ10လုံးဆင်းရင်ပြန်ကြတတိထားအဲ့ဒါ formulaအပူခွန်ဆိုတဲ့အပူအဲ့ဒီဘာအပူပဲဖြစ်ပုံနော်အပူရဲ့အောက်မှာ6ထွက်ရင်ဒုတိယချိန်6တက်ထွက်တယ်တစ်ချိန်3ဆိုတဲ့အပူထွက်ပြီးသူ့အောက်မှာ6တက်ထွက်ရင်နောက်သက်6တက်6ပြန်ထွက်တယ်2ချိန်2ဆိုတဲ့အပူထွက်ပြီး6တက်များလိုက်6ဆိုတဲ့တစ်ချိန်ထပ်ထွက်တယ်3ချိန်ခွန်ပူးပြီးတော့6ထွက်တဲ့အတွက်နောက်တစ်ခါ6ထွက်တယ်4ချိန်အခုဒီမှာခွန်ပူးပြီး6ထွက်တဲ့အတွက်မနှက်ဖြစ်မှာပြန်ကြဆို6ကအရန်ကြိုက်ဒီညက်နေတောင်တော်တော်ကြိုက်ခဲ့ဘူးတဲ့6အားအဲ့ဒီတော့ပေးရင်ယူပြန်ကြတယ်မှာဆိုလို့ရှင်မနှက်ဖြစ်14ရက်3လ2025မနေ့ညကန်စမ်းမဲ့ဖောင်းမယ်နော်ပြန်ကြတယ်မှာဆိုရင်6တက်အားကြိုက်တယ်ထုံးစံအတိုင်း4တက်အားထွက်2-3ခွန်8အခွေအပူပါမှာချက်ချင်းလက်ငင်းများပြန်ကြတယ်ကပေးခဲ့မဆို2-3အားကြိုက်တယ်ခွန်8အားကြိုက်တယ်ကဲတေးသေးရှင်းရှင်းတကွက်ကောင်အရန်ကြိုက်ပါတယ်မနေ့ညဝုံ6-8အားကန်တရားပေါ့နော်ကန်စမ်းမဲ့ဖောင်းမယ်ကျန်တော့ချစ်လို့ကြိုက်တာလို့ပြန်ကြတွေတော့အကုန်ကြိုက်တယ်ပြန်ကြတွေထဲမှာအဲ့ဒါအထူးဆန်းဆုံးပြန်ကြတွေအဲ့ဒါပဲရှိတယ်2-3ခွန်8ဟုတ်ပြီ6တက်အဲ့ဒီ3ခွက်ကြိုက်တယ်ဒါပဲပြီးတော့မယ်ချစ်လို့break to break ထွက်ရင်3ရက်တွင်9ပိုင်သို့မဟုတ်အပူ4တက်ထွက်2-3ခွန်8အခွေအပူပါကဏ္ဍ10လုံးထွက်ရင်ပြန်ကြတတိချ14ရက်3လ2025မနက်ညအနေနဲ့6တက်အား2-3ခွန်8အားကြိုက်တယ်တကွက်ကောင်းဝုန်းကျင်တယ်ဆို6-8အားမဖြစ်မနေဝုန်းဒီ၄ဝက်ပဲကြိုက်တယ်ဗျာရှင်းဟုတ်တယ်မလားပြန်ကြတော့ချစ်လို့ဟိုရင်းဖြင့်အကုန်ထိုးနော်အကြိုက်ဆုံးရွေးပေးလိုက်တာ၄ဝက်ပြန်ကြတော့အကုန်ထိုးတင်တယ်အားပေးတယ်နော်အဲ့တော့အဓိကပြောချင်တာမားခင်ပတ်တီးဟူးမကျော်ပတ်တီးနေရာမှာပြောပြမယ်တနင်္လာအင်္ဂါအတွင်းမှာပတ်တီးအကယ်၍တစ်လုံးထွက်တယ်ဆိုဒုတိယအချိန်နောက်တစ်လုံးပေးတယ်အခုကဘော်ဒူဘူးနေညနေမှာထွက်တဲ့အတွက်နောက်ထပ်တစ်လုံးမပေးပဲ group ဖြုတ်ခြင်းဖြစ်တယ်အဲ့ဒါလေးတော့အထူးပြုတ်ပြပါတနင်္လာအင်္ဂါမှာမားခင်ရပထမပတ်တီးမိန်းပတ်တီးထွက်သွားတယ်ဆိုရင်နောက်တစ်လုံးထုတ်ပေးမယ်အင်္ဂါနေ့တနင်္လာနဲ့အင်္ဂါ2ရက်အတွင်းမှာပတ်တီးတစ်လုံးထွက်ဒုတိယပတ်တီးပေးမယ်ဘော်ဒူဘူးနေမှာထွက်ပြီးတော့စနေတနင်္ဂနွေတော့ဘာမှဆက်မတိုက်ခိုင်းဘူးစနေတနင်္ဂနွေတော့ဆက်မလုပ်ဘူးအဲ့ဒီအတွက်အဲ့ဒါလေးကိုတစ်ခုတော့ view site ပေးပါနော်39 9ခွန်5ခွန်1-5-1-2-2ဘိုင်ပါမခင်ဖုံးမကန်ဘူးဖုံးလက်မခံဘူးမက်စိတ်သမားတွေမခင်ဖုံးနဲ့အလုပ်လုပ်လို့မရအောင်မခင်ဖုံးပိတ်တာများတယ်အဲကြောင့်မက်စိတ်တွေကနေငွေလွှဲပြီးပါပြီဘာညာမပို့ပါနဲ့မက်စိတ်နဲ့အလုပ်လုပ်မယ်ဆိုမခင်ရဲ့အမဖုံးနဲ့အလုပ်လုပ်ပါ39ခွန်8 4 1-6-8-5-5အဲ့ဒါဖုံးကအမြဲဖွင့်လာပါတယ်ရှင်အဲ့မှာမိမိမက်စိတ်နဲ့ဝယ်လို့ရှိလို့ရှိရင်မိမိရဲ့အကောင့်ဆိုင်ကလွှဲရင်လည်းဆိုင်အကောင့်နာမည်အတိအကျပြောတဲ့လူကို view site ပေးပါမယ်ပြီးတော့ group တွေကတခိုးတွေတခါတည်းပြောရမယ်ဘလို့တခိုးတွေလဲဆိုကျွန်မ group ကိုအမြဲတမ်း margin ရိုက်တာတဲ့ဒီတစ်ပတ်21ယောက်ထိုင်း21ယောက်ပြီး screenshot လူအတိအကျပို့တာတဲ့အဲ့ဒီမှာလာပြီးတော့လူတွေခိုးသွင်းတယ်23ယောက်ဖြစ်အဲ့လိုမျိုးပြောတာလူတွေခိုးဝင်တယ်
တချို့ကလည်းကျမအမားစီသွားပြီးတော့ငွေလွှဲထားတယ်ပေါ့ဗမာလွှဲတဲ့အမှန်ခင်စီလို့အဲ့ဆိုအမှန်ခင်မှာတိတ်ယူဆိုတော့ screenshot ပြဆိုတော့လည်းပြလို့မရတချို့ကလည်း group တွေဝင်ပြီးတော့ group တွေကနေပြီးတော့ကိုယ်ကနာကိုဖုံးနှိပ်လိုက်တာအဖြစ်ပြအများဆုံးပြောပြနော်ဖုံးနှိပ်ပြီးတော့ group ထွက်သွားတဲ့အခါကြာလို့ရှိရင်အဲ့ဒါကြောင့် screenshot ကိုတင်တာမခင်ရဲ့ကျမကတော့ group တွေကထုတ်လိုက်ထွက်လိုက်မိတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆို screenshot ပြန်ပြရတယ်နော်အဲ့ဒါဆက်လေးတွေပေါ့နော်အဲ့တော့39999151မမခင်ရဲ့ bye ပါ3998491685ဖုန်းဆက်ကျင်တယ်ဆိုလို့ရှိရင်ကျမရဲ့ဖုန်းကိုဆက်ပါဆက်တွေ့ပါဒါကဝေမခင်ရဝေအကောက်မခင်အမက KB အကောက်ချစ်တို့အစင်ပြေရအကောက်ကို1000လွှဲ screenshot ကိုမခင် Viber ကိုပို့ group ထဲထည့်ပေးပါမယ်ရှင်မခင်အကြိုက်ဆုံးတော့ဒါလေးတွေပေးလိုက်ပါတယ်အဲ့တော့ခုနပြောသလိုပဲတနင်္လာအင်္ဂါ2ရက်တွင်ပတ်တီးတစ်လုံးအစောဆုံးထွက်ခဲ့တဲ့ဆိုရင်ဒုတိယချိန်ပတ်တီးထုတ်ပေးမယ်ဗုဒ္ဓဘူးနေ့မှာပတ်တီးထွက်တယ်ဆိုလို့ရှိရင်နားလိုက်တော့နောက်တစ်ခု main ပတ်တီးဖြစ်တဲ့အတွက်တွန်းပြီးကစားစေခြင်းတယ်အကောင်းဆုံးအပင်ဆုံးထုတ်ပေးမှာမို့လို့ main ပတ်တီးကိုပဲအဓိကတွန်းကစားစေခြင်းတယ်နော်အားလုံးကိုလက်ကံကောင်းပါစေချစ်တို့ရေတနင်္ဂနွေနေ့ညမှာပြန်ဆုံမယ် see you Sunday nightအားလုံးချစ်ပါတယ်ရှင်